လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ပကံကအနော်ရထားမင်းစောအုပ်စိုးစင်ကာလမှာဖြစ်ပါတယ်။မဲဝင်းနာဟာတာမန်လူသားမဟုတ်ပါဘူး။သူမဟာပုတ်ပေါထောင်ကြီးမှာနေထိုင်တဲ့ဘလူးမျိုးနွယ်စုကဆင်းသက်လာသူပါ။ဒါပေမဲ့သူမဟာတခြားဘလူးတွေလိုကြမ်းတမ်းခတ်ထန်ခြင်းမရှိပါဘူး။အသားစိမ်းညာစိမ်းတွေကိုမစားဘဲပုတ်ပေါထောင်ပေါ်မှာပေါက်ရောက်တဲ့တင်းပြက်မွေးကြိုင်တဲ့ပန်းတွေကိုသာစားသုံးတဲ့ပန်းစားဘလူးမလေးချစ်ပါရဲ့။ပန်းတွေကိုပဲစားသုံးတာကြောင့်သူမရဲ့တသားအရည်ဟာနုပြိုဝင်းပနေပြီးရုပ်ရည်ဟာလည်းနှစ်သမီးကျမလှပလုံးပါတယ်။သူမဟာပုတ်ပါတောင်ရဲ့တောတောင်ရင်းမြစ်ကိုချစ်မြတ်နိုးပြီးပန်းပင်တွေကိုပြုစုပြိုးထောင်ရင်းအေးချမ်းစွာနေထိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပကံပီမှာအနော်ရထားမင်းကြီးရဲ့အားကိုးရတဲ့ညီနောင်ဗျက်တနဲ့ဗျက်တိခေါ်ဘိုးဝိဆိုတာရှိပါတယ်။သူတို့ဟာတင်းမောပြစ်ရာကနေတထုံကန်းကြီးကိုရောက်လာပြီးဇော်ကြီးအသားကိုစားမိလာကြောင်းခွန်အားပလအလွန်ကြီးမားသူတွေထစ်လာပါတယ်။ညီဖြစ်သူဗျက်တိကတော့တထုံမှာကွက်မြက်ခံလိုက်ရပေမယ့်အကိုဖြစ်သူဗျက်တကတော့ပကံကိုရောက်လာပြီးမင်းကြီးရဲ့အမှုထမ်းဖြစ်လာပါတယ်။ဗျက်တရဲ့တာဝန်ကတော့နေ့စဉ်ပကံကနေပုတ်ဖားတောင်ကိုတွားပြီးမင်းကြီးအတွက်လက်ဆက်တဲ့ပန်းတွေကိုခူးယူဆက်တရတာပါဗျက်တာဟာတကိုးအစွမ်းဆောင်တနေ့ကိုပကံနဲ့ပုတ်ပါ10ကောက်မကကူးနိုင်သူပါတရက်မှာတော့ဗျက်တာဟာပုတ်ပါတောင်ပေါ်မှာပန်းခူးရင်းလှပလုံးနဲ့မဲဝနက်ကိုတွေ့လာရပါတယ်မဲဝနက်ရဲ့အလှကြောင့်ဗျက်တာဟာရင်ခုန်သွားပြီးပညာစွမ်းနဲ့သူမကိုချင်းကပ်ခဲ့ပါတယ်မဲဝနက်ဟာလည်းဗျက်တာရဲ့ခံညာမှုနဲ့တတိကိုမြင်တဲ့အခါချစ်ကျွမ်းဝင်သွားပါတယ်သူတို့နှစ်ဦးဟာပုတ်ပါလောင်ရလျှို့ဝှက်တဲ့ကူတစ်ခုမှာအကျူတူပေါင်းသိမ်းနေထိုင်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့သူတို့မှာတားတော်နှစ်ယောက်ထွန်းကားခဲ့ပါတယ်။သူတို့ကိုရွှေဖြင်ကြီးနဲ့ရွှေဖြင်လေးလို့အမိပေးခဲ့ပါတယ်။မဲဝနက်ဟာတားနှစ်ယောက်ကိုရင်ခွင်ထဲမှာပွေးပိုက်ပြီးပျော်ရွှင်စွာကောင်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ခဲ့ပါတယ်။ပျော်ရွှင်မှုတွေကကြာရှည်မခံပါဘူး။ပြက်တက်ဟာမဲဝနက်နဲ့ပျော်ပါရင်မင်းကြီးအတွက်ပန်းဆက်တာဖို့နောက်ကျတော့ပါတယ်။အမိန့်တော်ကိုတိကျတဲ့အနော်ရထားမင်းကြီးဟာဗျက်တက်ကိုဖမ်းဆီးပြီးကွက်မြက်ဖို့အမိန့်ပေးလိုက်ပါတယ်။ဗျက်တက်ဟာတေဂာနီးမှာမင်းကြီးကိုကျွန်ုပ်ရဲ့သားနှစ်ယောက်ကိုစောင့်ရှောက်ပေးပါလို့တောင်းဆိုခဲ့ပါတယ်။ဗျက်တက်ကွယ်လွန်သွားတဲ့အခါမေဝနက်ဟာပုတ်ပါတော်ပေါ်မှာအလွန်အမြင်ဝမ်းနယ်ကြေးခွဲခဲ့ရပါတယ်။ဒါပေမဲ့သူမမှာကြံရည်တဲ့သားနှစ်ယောက်ကိုကြည့်ပြီးအသက်ဆက်ခဲ့ရပါတယ်။အနော်ရထားမင်းကြီးဟာဗျက်တရဲ့သားတွေကိုခေါ်ယူပြီးနန်းဒေမှာစစ်ပညာတွေတင်ပေးကမွေးစခဲ့ပါတယ်။မဲဝင်းနာဟာသားတွေနဲ့ခွဲခွာလိုက်ရပေမဲ့သူတို့ကြီးပွေးလာတာကိုဝေးကနေကြည့်ပြီးနှင်းသိမ့်နေခဲ့ပါတယ်။ရွှေဖင်းကြီးနောင်ဟာအရွယ်ရောက်လာတဲ့အခါမင်းကြီးတဲ့အချစ်ဆုံးစစ်တရေတော်ကြီးဖြစ်လာပါတယ်။ရွှေဖင်းကြီးနောင်ဟာအရွယ်ရောက်လာတဲ့အခါမင်းကြီးတဲ့အချစ်ဆုံးစစ်တရေတော်ကြီးဖြစ်လာပါတယ်။ဒါပေမဲ့ကံကြမ္မာကထပ်မံရက်ဆက်ပါတယ်။မင်းကြီးဟာတောင်ပြုံးမှာဇီဒီတစုတဲတဲ့အခါစစ်တရေအားလုံးကိုအုတ်တချောက်စီထဲ့ဝင်ဖို့အမိန့်ပေးပါတယ်။ဒါပေမဲ့ရွှေဖင်းကြီးနောင်ဟာကစားခုံစာမတ်တာကြောင့်သူတို့ထဲ့ရမယ့်နေရာမှာအုတ်နှစ်ချောက်လိုနေပါတယ်။ဒါကိုအခွင့်ကောင်းရောက်ပြီးမင်းကြီးရဲ့ဝင်းကြီးအချို့ကကုံချောတာကြောင့်အနော်ရထားမင်းကြီးဟာစီကန်းဖောက်ဖျက်တဲ့ရွှေဖင်းကြီးနောင်ကိုကွက်မြက်ဖို့အမိန့်ပေးလိုက်ပါတယ်။တကယ်တော့မင်းကြီးဟာသူတို့ရဲ့ခွန်အားကိုကြောက်ရွံ့တာလဲပါဝင်ပါတယ်။ရွှေဖင်းကြီးနောင်ဟာရက်ရက်ဆက်ဆက်ကွက်မြက်ခံလိုက်ရပါတယ်။ပြီးတော့နတ်ဖြစ်သွားကြပါတယ်။ပုတ်ပါတောင်ပေါ်မှာစောင့်မြုံနေတဲ့မဲဝနက်ဟာသူမရဲ့သားနှစ်ယောက်လုံးရက်ရက်ဆက်ဆက်အသက်ခံလိုက်ရတာကိုသိလိုက်တဲ့အခါမှာတော့သူမရဲ့ကဘာကြီးဖြိုလဲသွားတော့ပါတယ်။ခင်မင်းဖြစ်သူကိုဆုံးရှုံးခဲ့တုန်းကသားရီအထွတ်အသက်ဆက်နိုင်ခဲ့ပေမဲ့အခုတော့သူမမှာဘာမှမကြံတော့ပါဘူး။မဲဝနက်ဟာသားရီကိုလွမ်းဆွတ်တန်းတာပြီးရင်ကွဲ့နာကြပြီးပုတ်ပါတောင်ပေါ်မှာပဲအသက်ပြောက်သွားခဲ့ပါ යි ။သူမတည်ဆုံးသွားတဲ့အခါမှာတော့ပြင်းထန်တဲ့အဆွဲအလတ်နဲ့သားရီပေါ်မှာထားတဲ့မြက်တာကြောင့်ပုတ်ပါမယ်တော်ဆိုတဲ့နတ်ကြီးအထစ်ကိုအဆွင်ကြောင်းသွားတော့ပါတယ်။မဲဝနက်ဟာနတ်ဖြစ်သွားပြီးနောက်ပုတ်ပါတောင်ကိုစောင့်ရှောက်တဲ့မဲတော်ကြီးအဖြစ်ကိုလူတွေကကိုးကွယ်ကြပါတယ်။သူမဟာအသားစိတ်ငါးစိမ့်ကိုမနစ်သက်ပဲပန်းတွေကိုပဲချိမဲ့နိုးစေပါ။ဒါကြောင့်ပုတ်ပါတောင်ကိုတတ်တဲ့လူတွေဟာဝက်သားမစားရဘူးအဝတ်အစားအနီရောင်မဝတ်ရဘူးစားတဲ့တားညစ်ချက်တွေရှိလာပါတယ်။မဲဝနက်ညဘဝဟာအချစ်ကြောင့်ပျော်ရွှင်နေရတယ်လို့အချစ်ကြောင့်ပဲရှင်ကွက်နာကြပြီးဘဝကိုအဆုံးသတ်ထဲရပါတယ်။
မဲဝဲနာရဲ့ဇလန်ဟာမြမယဉ်ကျေးမှုမှာမိခင်မြစ်တာရဲ့ကြီးမားမှုနဲ့တန်ရိုးစင်တွေရဲ့နောင်ကျိုးတွေကိုမီးလောင်ထိုးပြနေပါတယ်။သူမဟာတာမန်ဘလူးမလီဘဝကနေမင်းမှုထမ်းရဲ့ဇနီးမင်းညီနောင်တွေရဲ့မိခင်နောက်ဆုံးမှာတော့တောင်ဆောင်နှက်မင်းကြီးအဖြစ်ကိုအဆင့်အဆင့်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။